Hello မတွေ့ရကြပြီနော်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကနေစပြီးတော့ tips လေးတွေကိုပုံမှန်ပြန်တင်ပေးနိုင်ဖို့အတွက်ကြိုးစားပါမယ်ရှင်ဒီနေ့ညအဖွင့်ပွဲမှာစောစောစီးစီးအောင်ပွဲခံနိုင်ဖို့အတွက်ဒီနေ့ည8 နာရီခွဲအချိန်မှာရှင်မြိုင်ကစားကြမယ် Palace နဲ့ Brighton ပွဲစဉ်လေးကိုသုံးသပ်ရွေးချယ်ပေးထားပါတယ်ဒီပွဲစဉ်လေးကိုစောကစားခြင်းနဲ့ဆိုရင်တော့ Chelsea မှာ Ivan Koshi ကို 5 3လုံး mid တို့ကိုလာရောက်စောကစားအားပေးလို့ရပါတယ်ရှင်ပြိုင်ပွဲစုံ3ပွဲဆက်ပြန်အနိုင်ရခဲ့ပြီးတော့ Palace ကလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာခဲ့တဲ့ Liverpool, Brentford, Alkmaar တို့ကိုတပွဲ3ဂိုးနှုန်းနဲ့သွင်းယူခဲ့တဲ့ Palace ကတိုက်စစ်ပိုင်းထက်မြက်လာတာကိုလည်းတွေ့ရပါတယ်။ Premier League 10ပွဲမှာပေးကို9ဂိုးသာရှိခဲ့တဲ့ Palace ခံစစ်က Arsenal နဲ့ Man City ပြီးရင်တတိယပေးကိုအနည်းဆုံးအသင်းမှာ Palace ဟာ Premier League အိမ်ကွင်းမှာရှုံးပွဲမရှိတာ17ပွဲဆက်တိုက်ရှိပြီဖြစ်ပြီးတော့6ပွဲနိုင်5ပွဲတည်ကစားထားပါတယ်။ Premier League မှာလက်ရှိအဆင့်9အသင်းဖြစ်ပြီးတော့ Brighton ကိုသာအနိုင်ရခဲ့ရင်လက်ရှိအဆင့်9လောက်အထိတက်လာမှာပါ။ Brighton က Palace နဲ့တမှတ်သာကွာတဲ့အဆင့်10အသင်းဖြစ်ပြီးတော့ Premier League နောက်ဆုံး6ပွဲမှာ Man U နဲ့တပွဲသာရှုံးနေထားပါတယ်။ Premier League အသင်းကြီးတွေဖြစ်တဲ့ Man City, Chelsea, Newcastle ကိုအနိုင်ကန်ထားပြီးတော့ Spurs ကိုတရေ Man U ကိုရှုံးနေထားပါတယ်။တိုက်စစ်မှု Welbeck ကအသက်အရွယ်ရလာပေမဲ့အားကိုးနေရဆဲဖြစ်ပြီးတော့ Premier League 10ပွဲမှာ6ဂိုးအထိသွင်းယူထားပြီးနိုင်ပါတယ်။မီတိုမာဒန်ယာရနေလို့ဘယ်တောင်မှမှာကစားတဲ့ပါရာဂွေးလူငယ်Diego Gomez ကလည်း League နယ်ပွဲမှာ2ဂိုးသွင်းယူထားပြီးတော့ခြေစွမ်းကောင်းတွေပြသထားပါတယ်။အခုပွဲကို Ancient Palace ကပြား40အကျော်ပေးထားပြီးတော့ဂိုးပေါင်းဈေးကတော့3 40ပါ။မနစ်က2ကြော်စလုံး Palace ကအနိုင်ရရှိခဲ့ပြီးတော့2ပွဲစလုံးအပြန်အလှန်သွင်းဂိုးတွေနဲ့ဂိုးပေါ်ခဲ့ပါတယ်။မနစ်က Palace ကအကျော်ပေးပြီးတော့ဈေးကလည်းပြား40ပဲဖြစ်ပြီးတော့ဂိုးပေါင်းဈေးက390ပါ။ဒီပွဲမှာလည်း Palace က 2-1 နဲ့အနိုင်ရခဲ့ပြီးတော့ Palace က2ယောက် Brighton က1ယောက်ထုတ်ခံခဲ့ရပါတယ်။ Palace ဟာဂျာရဲ့ Conference League ကန်ထားရလို့ Brighton ထက်ပိုပြီးတော့ပွဲပန်းနေမှာပါပဲ။ Palace အိမ်ကွင်းဆိုပေမဲ့လက်ရှိခြေစွမ်းအရတရေကျဖို့သာများနေပြီးတော့ဒီရာသီအသင်းကြီးတော်မှာအကောင်းဆုံးတုံ့ပြန်ပြီးတော့ရလက်ကောင်းတွေပိုင်ဆိုင်ထားတဲ့ Brighton ကိုပဲဒီနေ့အတွက်ရွေးချယ်ပေးလိုက်ချင်ပါတယ်ရှင်။အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။ဟုတ်တာ